Mọi người sao nhiều vào đảo mình là ba cho nó dễ và chứ từ rồi dễ ở khu tao lại một mãi giá nó mẹ chi này đấy tam gia đi chìm bao gỗ dễ rồi tí này lâu xa bà mẹ tam mẹ dễ gá tam gia đi thêm yêu thêm hậu bà bú chẳng hạn thoát tia tí lê dễ strawberry tí lê được của bà chìm bao lâu bà mẹ dễ rồi gá chìm bao lâu tao mẹ solution chìm bao nhiêu ethnic gá tí gá tẹp bà soft lê thế bà mẹ cái soft cái tẹp bỏ nó chìm bao thêm mà soft cũ nhớ nhá thêm này အချင်းမောင်ရဲ့အသက်ဖြစ်တဲ့အနှစ်ကိုဘယ်လိုချက်ရမလဲဆိုတာကိုရဲကဒီဗီဒီယိုလေးမှာချက်ပြထားပါတယ်။ရဲတို့လိုမျိုးအချင်းမောင်ကိုကြိုက်နှစ်သက်သူဆိုလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြပါချစ်သူတို့ရေ။ဗီဒီယိုလေးမစတင်ခင်မှာရုံးစောင်းရဲ့ Facebook page ကို like and follow လေးနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်။အားလုံးကိုနှိပ်ချစာကျေးဇူးကိုတင်ပေးပါမယ်ခင်ဗျာ။ကဲအခုတော့ live မှာအရန်နာမည်ကြီးနေတဲ့တံမြာဒီအချင်းမောင်ရေတို့ဒီနေ့တံမြာဒီအချင်းမောင်လောက်ပါမယ်တံမြာဒီတစ်မျိုးတည်းမဟုတ်ပါဘူးရေတို့ဆန္ဒကထူလာတဲ့ TFT လေးရဲ့ပြီးရင်ဈေးကနေဝယ်လာတဲ့ strawberry လေးရဲ့အဲ့ဒါတွေကိုအချင်းမောင်လောက်ပါမယ်ကဲအချင်းမောင်လောက်တယ်ဆိုလို့ရှိရင်အချင်းမောင်ရဲ့အသက်ကအနှစ်ပါအချင်းမောင်ရဲ့အနှစ်ကိုရဲချက်တဲ့ခါမှာတစ်မျိုးချင်းစီကြမယ်နော်မြေဒီအနှစ်ချက်ဖို့အတွက်ရေတို့ကပစွန်ချောင်းကိုညက်တဲ့အထိထောင်းထားပါမယ်နော်အယုံဆောင်တဲ့အိုတဲ့ကိုရေးထည့်ပါမယ်။ရင်တွေလေးပပဆူလာတဲ့နဲ့ရဲကထညက်ခဲလေးထည့်ပါမယ်။ထညက်ခဲလေး3ခဲထည့်မယ်။ပြီးရင်တကြားညိုထည့်မယ်။စွန်းကြီးနဲ့တစွန်းထည့်မယ်တကြားညို။ထညက်ရေထဲမှာပျော်သွားတဲ့အထိရဲတို့ကြိုရမှာမယ်နော်။ရေနဲ့ဖြော်ပြီးအသစ်ပြင်ထားတဲ့ဆန်လော်မှုတ်ကိုထည့်ပါမယ်။ဆန်လော်မှုတ်တစွန်းထည့်မယ်။ရေနဲ့ဖြော်ပြီးအသင့်ပြင်ထားတဲ့ပစုံငပိထည့်မယ်ပစုံငပိထည့်မယ်ပြီးရင်ရေတို့စကားနဲ့တေချာထိုက်စစ်ထားတဲ့မကြီးတီအနှစ်ရေကိုတစုံခန့်ထည့်မယ်နော်ရေတို့အမှုတ်ပြအောင်ထောင်းထားတဲ့ပစုံချောက်ထည့်ပါမယ်နော်ပစုံချောက်မှုတ်ထည့်မယ်ပစုံချောက်များလေစားကောင်းလေပဲတဲငယ်ထည့်မယ်နော်စားနည်းနည်းပဲထည့်မယ်ပစုံကြောင့်အများကြီးထည့်ထားလို့စားနည်းနည်းလေးပဲထည့်မယ်မယုတ်ဒီအကြက်မှုတ်စစ်ကိုထည့်ပါမယ်ဒါအချင်းပေါင်းလှုပ်ရှားဖို့အတွက်ဒါ soft လေးရပါပြီနော်ဒါအချင်းပေါင်းဖို့အတွက်ရေတို့က soft လေးရပါပြီရေတို့ဆောနာကအချင်းပေါင်းလှုပ်ဖို့အတွက် soft ချက်ထားတာလေးကိုပကံလုံးထဲမှာထည့်ပါမယ်ပစုံကြောင့်နိုင်ချင်းနဲ့ချက်ထားတဲ့အချင်းပေါင်း soft လေးထိမိနေမှုကမနော်အခုရဲကချင်းပေါင်းတယ်ဖြစ်သွားပါပြီချင်းပေါင်းတယ်နယ်မဲ့စလုံးသေးကိုရေတို့ရေခဲရေစိန်ထားတဲ့တရက်တီလေးထည့်မယ်တရက်တီလေးထည့်မယ်ပြီးရင်တံလျာဒီလေးထည့်မယ်တံလျာလုံးလေးထည့်မယ်ရေခဲရေစိန်ထားတဲ့တံလျာလုံးလေးထည့်မယ်ကဲ strawberry တီးလေးတွေထည့်မယ်တံမြာဒီရဲ့တရက်တီးရဲ့ strawberry တီးလေးရဲ့ရေရိုဆောနာကချက်ထားတဲ့ soft လေးထည့်ပါမယ်ကဲ soft ကအသက်ပေါ့နော်ချင်းပေါင်းထဲမှာ soft ကိုများများထည့်မယ်ဒီ soft ထဲမှာပစုံကြောင့်နိုင်ချင်းနဲ့ချက်ပါတယ်ဒီရင်လက်လေးနဲ့အားရပါရနေမယ်ချင်းပေါင်းတဲ့ကဲအချင်းပေါင်းတဲ့ရဲပေါ့အခုကနေရင်းနဲ့တည်ကြတယ်။ဘာပြီးလာမကောင်းလားဘူးလေးနဲ့ထည့်မယ်ဟိုမှာအလောက်နေတဲ့လူရှိတဲ့အတွက်ကြောင့်ချင်းပေါင်းကိုတွားကျွေးမယ်အဲ့လိုပစုံကြောင့်အကောင်ကြီးကိုအကွင်းလိုက်ထည့်ပါမယ်။ပစုံကြောင့်ကိုထည့်နော်။ဟိုအားရပါရနေကဲပကံလုံးထည့်မယ်ကြောင်းထည့်မယ်အခု line ပေါ်မှာအရန်ဝင်နေမယ်ကြီးနေတဲ့တံမြာဒီဟုတ်မလားတံမြာပေါင်းတံမြာဒီအချင်းပေါင်းကို
얘가 얘 칠때 누르고 인줄 바래 아 얘 쇠라면 너 얘 인성 때문에 야디 싸네 싸치는 자비 라인 뭐 맞도 이러네 ăn đâu nó tao long thắt xuôi không mà chết từ rồi vậy chị bảo thì ở trên báo ya ta cả đó tam ya thì ở trên này đấy ya ta cũng mà họ đi ăn hết rồi này tê cha thay na rồi tại sao xa lại những point chuyện sát xử lý làm đó mày sát bia làm cái cứ yes strawberry sao mày tiệt đi lên cài mà được không tao ở trên trái thì dễ rồi lùm yếu rồi chứ họ thì lùm lọc sai chỉ bá dễ gãi dán trái thì trên tấu ở trên báo rồi chứ thì ăn còn very very còn sao bảo chứ từ đôi strawberry đi ăn không hôm mai giờ đó này từ quán của lông này đấy lâu tao mai được xỉ này đấy à giờ tao chui mà nó kìa vay chị ở tầm giờ thì từ đâu bao xa lấy rồi vay chui mà nó ta hẹn hay là rồi ok giờ đó qua luôn xa mày cái xoé rồi ngã xa bi rồi xa một bữa rất hay rồi quá mẹ mày gì này mày nói con này ok để biết là lâu quá mày chỉ mới xỉu mà ông dùng gì đi ấp dương đi nè xa này để tầm giờ tí rồi mà lưu lấy ra ta ये वीडियो का रो दिने दिलाव पावे ये व्लॉग को संधि चिशु पे जा रहे तू दियाव चिन सी दाइन को जेसु के बारे में या ये नाउ था बारे चेप याम ले बारे लब याम ले सुला को ले सले साची पे जा बा अंग तंग को संजि फा रहा तता